ရှင်ငါတို့သွားတော့မယ်မင်းလည်းနေပင်တော့အိမ်မြင်နေအောင်ဒီကတော့ဟောတကယ်ကြီးဘယ်လာလဲ နင်တို့စီလဲလာတာ ဟောဟိုမှာရှင်းရတော့ပုံမှာအိမ်နေတယ် နင်ရော ငါလှုပ်သွားမှာလေ ဟုတ်လားအဲ့ဆိုငါရဲနဲ့ခဏတူပြန်လိုက်တော့မယ် အေးပြီးတော့ငါညနေမှပြန်အောင်ပါဟိုမှာအပေါ်မှာခီးလိုက်သွားအောင် အေးပြန်လိုက်ခဲ့အေးရဲရှိလားရဲငါလာလေတာရဲဟဲ့ရဲကောင်ရခေါ်နေမလို့လားမသိဟဲ့ရဲဟဲ့ကိုရီးယားပူညာပဲဟိုကောင်တော်ရလဲဒီလိုဖျားနေဆိုတာဘာမှမလုပ်ဘူးလားမသိရဲဟဲ့ရဲဖြစ်သေးပါဘူးရဲဟဲ့ဝုံးမဘယ်ချင်းရှိပြီလဲနေမပြန်သေးဘူးလား သူတွေဒီရဲဖျားနေမသိဘူးလားကိုရီမပူညာချစ်တဲ့တောက်ပဲငါစိတ်ရလဲတိုက်ပြီးသွားပြီနောက်မှလေသူလည်းဆံပြုတ်ထားတယ်ညီမနဲ့ကအလုပ်တော့သူ့နဲပါနေကောင်းလားမကောင်းလားမမေးခဲ့ဘူးလား ဩနင်းရလေပုံမှန်တိုင်းပဲအိမ်နေတယ်ငါလည်းထွက်သွားလိုက်တာလို့ နင်တို့ကလည်းရှိရမှာ2ယောက်လေးပဲရှိတယ်ဟာတေချာလေးကယူဆိုင်မှာပေါ့ဟာအဲ့ဆိုငါပြန်တော့မယ်နင်ပြန်လာတော့ငါစောင့်နေတာသူ့တေချာကယူဆိုင်နော် နေမ ဟေးငါပြန်တော့မယ်နော်နင်သူ့တေချာကယူဆိုင်ပဲအောင်နော်စိတ်လက်တိုက်အောင်ဟဲ့အဲ့ဆိုဒီမှာခဏဆောင်တော့ငါယူပြီးချင်းပြန်ဆင်လာခဲ့မယ် ဟိုပြမကြနဲ့နော် အေးပါ ဟဲ့သမီးနေပြန်သွားမစို့ အော်ဟုတ်တယ်မေကပစ္စည်းကြံခဲ့လို့ပြန်လာယူတာ ဩကောင်မလေးကတော့နမောနမဲနဲ့တာအိမ်ထဲမှာလာဝင်ဆောင်လေ အော်ဟုတ်ကဲ့နေဟုတ် ခဏဆောင်နေဦးနော် ဟုတ်ကဲ့နေဟုတ် တာရေးတောင်း ဟုတ်ကဲ့နေဟုတ် ဟုတ်အနေမြင်မှုတို့လိုပဲ တောက်လာနေဩတာဝင်းမုံနဲ့ငယ်ငယ်လေးကမိတ်ထီလာမတင်ငယ်ချင်းလေးနေ ဩမိတ်လမတငယ်ချင်းဖြစ်ခဲ့တာလား ဟုတ်ကဲ့နေဟုတ် ဒါဆိုတာမိဘတွေရော ဩတားမင်းနဲ့ဖေကဥကျော်စုံနဲ့ဒေါ်မြရင်ပါနိ ဩမမြရင်သားလေးလားအန်ဒီတို့ကမိတ်ထီလာမှာမမြရင်တို့နေကအရက်ခင်မိရတဲ့မိတ်ဆွေတွေလေအခုကတော့မမြရင်ကတော့မရှိတော့ပါကြပါပြီဒါနဲ့ဒါရောလုပ်တည်ရောအဆင်ပြေရလား ဟုတ်ကဲ့နေတားရန်ကုန်မှာအလုပ်တွေလည်းဆင်ပြေပါတယ် ပါပြီအဲ့ဆိုလို့ရှိရင်ပါဒီမှာခဏထိုင်အောင်နော်အန်ဒီနောက်ပြီးမှဟင်းဝလေးတရာလို့တော့ကြည့်လိုက်မယ်နော် ဟုတ်ကဲ့နေဟုတ်